လူမိုက်ဆိုရင်ရှောင်းနေလဲလို့မမီဝဲနဲ့ကေအောင်နေပညာရှိကိုအရှိတွေလို့မိဝဲစီကနီယူစေသုံးမရဲ့နာမိပါများနဲ့ဆရာသမားကိုပူဇော်လေချမ်းသာကိုပေးဆက်ဆက်ရဲ့ညော်တွေသုံးချက်ပေးအဲ့ဒါမှဗုဒ္ဓဝါဒကပ္ပမင်္ဂလာရေကုသိုလ်ပညာဥစ္စာရဖို့တရားဒေတာအမြဲနေရှိကတင်ကြိုးပြုခဲ့ဖို့ဒီကောင်းမှုအထူးရှိပါစေမိမိကိုယ်ကောင်းထိန်လို့မတိမ်စေနဲ့စောင့်ကြည့်လေဥစ္စာကိုပေးနေထိုင်ရဲ့မျော်တွေသုံးချက်ပေးအဲ့ဒါမှဗုဒ္ဓဝါဒကပ္ပမင်္ဂလာရေတကောင်းတရားဘူးသမျှကိုကြားမြင်သူတရှိပါစေအိုးအိမ်တီထောင်ဝမ်းသာရဲ့နဲ့အသက်မွေးဖို့အတက်သေးလေလူနစ်ဆိုင်ရာချစ်ဝဲများကိုကောင်းစွာသင်ကြားနာလေစေမကရင်ချစ်ချိုတာဆိုရတပါစေအဲ့ဒါမှဗုဒ္ဓဝါဒကပ္ပမင်္ဂလာရေမြတ်မိုးရွှေတောင်းမိဘချေကိုကောင်းစွာဆက်ပေးဝိချေစေကျွေးသေးချတာတာနဲ့မယားကိုမြောက်စားချင်းမြဲဝိကုန်စေအလောက်တော်ဝဲမလေးနဲ့အပြစ်ကင်းအောင်လုပ်ပါလေစီစိန်ကိုပေးပြုစုရဲ့မျော်တွေသုံးချက်ပေးအဲ့ဒါမှဗုဒ္ဓဝါဒကပ္ပမင်္ဂလာရေသုံးတဲ့စေတနာဖြူစင်လန်းလို့ဘေးကဝိညာဉ်လူနိုင်စေကိုယ်နှုတ်စိတ်ချမ်းမမိုက်မာနဲ့သူစရိုက်တရားကိုချစ်မာလေဆွေမျိုးတွေကိုပြစ်မထားနဲ့သင်္ဃာတရားနဲ့ချီးမြှောက်လေတန်စင်ပြမျိုးလူတို့အချို့တေဖို့ရဆောင်လေအဲ့ဒါမှဗုဒ္ဓဝါဒကပ္ပမင်္ဂလာရေမကောင်းမှုတွေကိုတမျှကိုမတွေ့ခင်နာရှောင်ချင်လေတွေ့ကြုံလာလေမလို့ကျူနဲ့အထူးတချင်းဆောင်စည်းနေအရက်သေးစားမတော့စားနဲ့မောင်မာရတဲ့အရာပဲလောကီပြောချတတိထားတရားမမေ့စေအဲ့ဒါမှဗုဒ္ဓဝါဒကပ္ပမင်္ဂလာရေအတ္တကိုဝါကိုထချီကစီကခါသာယုသေးသေးမာနတကုံကုံမချွနဲ့ကိုကိုနှိမ်ချမြဲနေလောဘအပေါ်လို့မလိုက်နဲ့ကိုထိုက်တာနဲ့ခြေနဲ့လေကိုပေါ်ပြူသူချေသူအထူးတည်တဲ့စေအဲ့ဒါမှဗုဒ္ဓဝါဒကပ္ပမင်္ဂလာရေဝိစာနေထိုင်ရန်ခတ်တဲ့စိတ်ကိုချုပ်ထိန်တီးခံလေကြိုးချောင်းပြညို့ဆုံးမစကားကိုပြောချလာကနားလွယ်သေးသူညပုတ်ကိုခုသမျှကိုမချခဏတွေ့ဆုံးလေတဘာဝတွေ့မှန်ကရဲ့ဆွေးနွေးမပြတ်ပေအဲ့ဒါမှဗုဒ္ဓဝါဒကပ္ပမင်္ဂလာရေလောကီအာယုံစိတ်ယူမှုလို့ပြောမကျူးနဲ့ချိုးချလေမြတ်တာပြမစိုးလက်ကိုင်းတုံးလို့သူမြတ်ချင်းထောင်းရင်မသွေလေးပါးသစ္စာဉာဏ်မြင်ကြည့်လို့အမှန်သိအောင်ကြိုးစားလေဒုက္ခလွတ်ကင်းနိဗ္ဗာန်ချင်းအ
အလင်းပေါက်နိုင်စေအဲ့ဒါမှဗုဒ္ဓဝါဒကပ္ပမင်္ဂလာတွေစီရဲ့ချမ်းသာတဲ့ဘာဝကိုတွေ့ကြုံနေကြလူတိုင်းမေကောင်းစိုးနဲ့တည်းဆုံးတွေ့လို့တလဲစီလဲအမြင်နေလောကရန်ကြုံမဖြုံစံပေါ်မတုံစံနဲ့စိတ်ခိုင်လေတောကကိုထိရမသိအင်းငိမ့်ချမ်းသာနေအဲ့ဒါမှဗုဒ္ဓဝါဒကပ္ပမင်္ဂလာတွေ38ဖြာမင်္ဂလာတရားကိုပြပြနေကြကပ္ပမြေဟိုတိုင်းဒီပြေးရစိတ်ကင်းလို့လူနဲ့လူချင်းတက်ခါနေငြိမ်းချမ်းပါစေအာဒီတာနဲ့စွမ်းနိုင်ရာကကူညီတယ်လေ38ဖြာမင်္ဂလာတရားရေတာဖြတ်ငါဝေအဖို့တန်နဲ့ဗုဒ္ဓဝါဒက